အန်နာကသူမဟာတကယ်တော့ချမ်းသာတဲ့မိသားစုရဲ့အမွေခံမဟုတ်ဘူးဆိုတာသိလိုက်ရပြီးနောက်မှာဘာမှတွန့်ဆုတ်မနေပဲသူမရဲ့ရင်းမြစ်ဖြစ်တဲ့မိဘရင်းတွေစီကိုတန်းပြန်သွားခဲ့တယ်။အဲ့ဒီအိမ်လေးကစားဝတ်နေရေးတောင်မနေရုံးကန်နေရတဲ့ဆင်းရဲတဲ့နေရာလေးပေါ့။သူမမအကို၈ယောက်တောင်ရှိပြီးမိသားစုတစ်ခုလုံးကအမြဲတမ်းငွေရေးကြေးရေးအကျက်တဲဖြစ်နေကြတာပါ။သူမမေကတော့အန်နာဟာစီးစိမ်တွေကြားမှာကြီးပြင်းလာတာဆိုတော့ဒီလိုစုပ်ပြတ်တက်နေတဲ့အိမ်ကိုညှင်းပယ်ပြီးဝင်တောင်ဝင်ချင်မှမဟုတ်ဘူးလို့ထင်ထားခဲ့တာ။ဒါပေမဲ့အားလုံးအံ့ဩသွားရတာကအန်နာဟာစိတ်ပြတ်တဲ့အရေးအယောင်လုံးဝမပြတဲ့အပြင်အိမ်ထဲရောက်တာနဲ့အိမ်တန်ရှင်းရေးလုပ်တာထမင်းချက်တာအဝိရှော်ဓာတွေကိုဒီအိမ်မှာပဲအမြဲနေလာခဲ့တဲ့သူတယောက်လိုကျွမ်းကျင်ပိုင်နိုင်စွာကူညီလုပ်ကင်ပေးခဲ့ပါတယ်။ဒီလိုနှိမ့်ကျသွားတဲ့ဘဝကပဲသူမရဲ့ကံကြမ္မာကိုတိတ်တဆိတ်ပြောင်းလဲပေးလိုက်တယ်လို့ပါပဲ။အဲ့ဒီညမှာပဲသူမဟာအင်မတန်ထူးခြားတဲ့အိမ်မက်တစ်ခုမက်ခဲ့တယ်။အိမ်မက်ထဲမှာသူမရဲ့အကို၈ယောက်စလုံးကတာမန်လူတွေမဟုတ်ကြဘူး။တယောက်ချင်းစီကဆင်းရဲတဲ့ဘဝကနေအောင်မြင်မှုအထွတ်ထိပ်ကိုရောက်သွားကြတဲ့ဇက်လိုက်ကျော်တွေဖြစ်နေကြတာ။အကိုအကြီးဆုံးကနိုင်ငံရေးလောကမှာအာဏာကြီးမားဆုံးလူဖြစ်လာတယ်။ဒုတိယအကိုကပါနှက်တဲ့အမြင်နဲ့စီးပွားရေးအင်ပါယာကြီးကိုတည်ထောင်နိုင်ခဲ့တယ်။တတိယအကိုကကဘာကျော်စာရေးဆရာဖြစ်လာတယ်။စတုထအကိုကတော့အမှုပညာလောကထဲဝင်ပြီးဇက်ရံဘဝကနေထိပ်တန်းမင်းသားကြီးဖြစ်လာခဲ့တယ်။သစ္စမအကိုကအိမ်ချမ်းမြေလောကမှာအခွင့်အရေးတွေကိုစုပ်ကိုင်ပြီးကျွယ်ဝလာတယ်။ဆထမအကိုကပြည်ပမှာဩဇာတိတ်ကမရှိတဲ့သူဖြစ်လာတယ်။တတမအကိုကတော့ဟက်ကာအလုပ်ကိုကျွမ်းကျင်ပြီးအောင်မြင်တဲ့ဂိမ်းကုမ္ပဏီကြီးတည်ထောင်ခဲ့တယ်။အငယ်ဆုံးလေးကတော့စေပညာဘဝကိုမြုပ်နှံပြီးနယ်ပယ်မှာထိပ်တန်းပညာရှင်ဖြစ်လာခဲ့တယ်။အဲ့ဒီနဲ့ဆန့်ကျင်ဘက်အနေနဲ့သူမကိုစွန့်ပစ်ခဲ့တဲ့ချမ်းသာတဲ့ရှယ်မိသားစုကတော့အိမ်မက်ထဲမှာရင်းနှီးမြုပ်နှံမှုအမားတွေကြောင့်ရုတ်တရက်ဆိုသလိုဘဝပြက်ပြီးအကုန်လုံးပြိုလဲသွားကြတယ်။အန်နန်နိုးလာတဲ့အခါမှာတော့ထိတ်လက်မနေပဲအရင်ကမရှိခဲ့ဘူးတဲ့တည်ငြိမ်မှုကိုခံစားလိုက်ရတယ်။သူမဟာပထမဆုံးအကြိမ်အဖြစ်အရင်ကသူမရဲ့အထက်တန်းစားဝတ်စုံကြီးကိုချွတ်ချလိုက်ပြီးရှေ့ဆက်ရမယ့်လမ်းကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါပြီ။နောက်တနေ့မနက်မှာတော့ဇိမ်ခံကားနဲ့ရင်မောင်းအစားသူမကိုအကိုအငယ်ဆုံးကဟောင်းလွှမ်းနေတဲ့စပေးအိုလေးနဲ့ကြောင်းလိုက်ပို့တယ်။အကိုဖြစ်သူကသူမအဆက်ကွဲမှာဆိုလို့ကြောင်းနဲ့တလန်းကြုံမှာရပ်ပေးခဲ့ပေမဲ့နင်နာကတော့ကြောင်းပေါဝအထိစီးသွားဖို့ပဲဆွပြောခဲ့တယ်။သူမဘာကိုမှဖုံးကွယ်မထားတော့သလိုသူများတွေရဲ့အမြင်ကိုလည်းဂရုမစိုက်တော့ပါဘူး။ဒါပေမဲ့တကယ်လက်တွေ့ကတော့ရက်ဆက်မြဲပါ။ကျောင်းမှာသူမဟာတထေးသမီးအတူဆင်းရဲသူမဲ့ဆိုပြီးကောလာဟာလာတွေချက်ချင်းပြန်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲတထေးမိသားစုရဲ့သမီးရင်းလက်ဆက်ကကြောင်းပြောင်းလာခဲ့တယ်။လက်ဆက်ကနူးညံ့သိမ်မွေးရဲ့ပုံစံနဲ့ဆရာကျောင်းသားတွေရဲ့အချစ်ကိုရယူပြီးအရင်ကအန်နဲ့ထိုင်ခဲ့တဲ့နေရာကိုတိမ့်ပိုက်လိုက်တယ်။အပေါ်ယံမှာနူးညံ့လာတော့လဲစိတ်ထဲမှာတော့လက်ဆက်ကအရင်ဘဝကရှုံးနေမှုကိုမှတ်ထားပြီးနန္နာကိုနှိပ်ကုတ်ဖို့အကွက်ချပြီးသားပါ။ဒါပေမဲ့သူမအထင်သေးခဲ့တာကအန်နာဘလောက်ပြောင်းလဲသွားလဲဆိုတာပါပဲ။ကဲရတာဝိုင်းပယ်တာတွေကိုနန္နာကရံမတုတ်ပြန်တယ်လို့ရှက်လဲမနေတော့ပါဘူး။သူမဟာတခြားလူတယောက်လိုဖြစ်သွားပြီးယာတုကုံရှင်ကိုစိတ်မဝင်စားတော့ပဲစာမှာပဲအာယုံစိုက်ပြီးကိုပဲအားကိုးတော့တယ်။ကျောင်းကအနိုင်ကျင့်မှုတွေကပိုဆိုးလာပြီးလျော့ဆိုတဲ့တထေးသားကအန်နာကိုအဆက်ခွဲဖို့သူမစပွဲခုံနဲ့ငွေအတုထည့်ထားခဲ့တယ်။ဒါပေမဲ့အန်နန်ကအေးစစ်စစ်ပဲကောက်ယူပြီးပြန်ပစ်ပေးလိုက်တော့ဦးရောပဲလူကြားတဲ့အဆက်ရသွားခဲ့ရတယ်။ခြေနေတွေကတင်းမာလာပြီးမြို့ရဲ့မိသားစုကကျောင်းကိုဖိအားပေးလာတဲ့အခါကျောင်းကအန်နာကိုအလျှော့ပေးခိုင်းတယ်။အန်နာကလည်းသူများတွေဒုက္ခမရောက်စေချင်လို့ကျောင်းကနေကိုယ့်သဘောနဲ့ကိုယ်ထွက်ဖို့လုပ်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲအရေးပါတဲ့လူတစ်ယောက်ပေါ်လာပြီးစကားတခွန်းနဲ့အခြေအနေကိုပြောင်းပြန်လည်ပစ်လိုက်တယ်။အဲ့ဒီလူကမြို့ရဲ့မိသားစုကိုအနှုတ်ညွတ်တောင်းပန်ခိုင်းခဲ့တယ်။အဲ့ဒီအချိန်မှာပဲအန်နာကသူမဘေးနားမှာအင်အားစုတစ်တွေတိတ်တဆိတ်ပေါ်ပေါက်လာနေပြီဆိုတာသိလိုက်ရတယ်။နောက်ထပ်ကန်တင်းမှာမိန်းကလေးတစုကသူ့မောက်ကိုဝိုင်းပြီးအနိုင်ကျင့်ဖို့လုပ်နေတော့တည်ငြိမ်ပြီးခန့်ညားတဲ့ကောင်လေးတစ်ယောက်ပေါ်လာပြန်တယ်။သူကဘာမှမပြောဘဲအဲ့ဒီမှာထိုင်နေုံနဲ့တင်လူတွေအားလုံးကြောက်ပြီးနောက်ဆုတ်သွားကြတယ်။အဲ့ဒီနေ့ကစပြီးကျောင်းကအငွေ့သက်တွေပြောင်းသွားပြီးနန္နာကိုအနိုင်ကျင့်တဲ့သူတွေကြောက်ကုန်ကြတော့တယ်။အိမ်မှာတော့ဘဝကဆင်းရဲနေတော့ပေမဲ့နှွေးထွေးမှုတွေနဲ့ပြည့်နေတယ်။အမေကအလုပ်များပေမဲ့နူးညံ့တယ်။အဖေကစကားနေပေမဲ့အားကိုးရတယ်။အကို၈ယောက်စလုံးကကိုဝင်ထုတ်ဝင်ပိုးနဲ့ကိုရှိကြပေမဲ့မိသားစုရဲ့ပညာရေးအတွက်အတက်နိုင်ဆုံးထောက်ပံ့ပေးကြတယ်။တမနက်မှာအန်နန်ကစပိန်နောက်ခုံမှာအီဆက်နေတဲ့ဖက်နက်လေးတစ်ခုခံထားတာတွေ့လိုက်ရတယ်။သူမရဲ့၈ယောက်မြောက်အကိုကသူမစပိန်စီးရင်မနာအောင်တညလုံးမအိပ်ပဲလုပ်ပေးထားတာပါ။ဒီလိုသေးငယ်တဲ့ဂယုစိုက်မှုလေးကတထေးအိမ်မှာဆဲငါနှလုံးနေခဲ့တုန်းကမရခဲ့ဘူးတဲ့မိသားစုမြတ်တာရဲ့အလေးချိန်ကိုခံစားမိစေခဲ့တယ်။ဒီလိုအခြေအနေတွေကဝက်ဆက်ကိုပို့ပြီးစိတ်မသက်မသာဖြစ်စေတယ်။တထေးအိမ်ကနှင်ထုတ်ခံရတဲ့ကောင်မလေးကဘာလို့ဒီလောက်တည်တည်ငြိမ်ငြိမ်နဲ့ပို့ပြီးတောင်ရင့်ကျက်လာရတာလဲဆိုတာသူမနားမလည်နိုင်ဘူး။ဒါကြောင့်ဝက်ဆက်ကအန်နာကိုပို့ပြီးနီလန်မျိုးမျိုးနဲ့နှိပ်ကုတ်ဖို့ကြိုးစားလာတယ်။ဒါပေမဲ့သူမသတိမထားမိတာကသူမအားကိုးနေတဲ့ဂုံတရေကအချိန်မရွေးပြိုလဲသွားနိုင်တဲ့ဖန်သားပြင်လိုဖြစ်နေပြီးအဲ့နဲ့တိဆောက်နေတာကတော့ခိုင်မာပြီးမလောက်ခတ်နိုင်တဲ့အရာတွေဖြစ်နေတာပါ။အချိန်တွေကြာလာတာနဲ့အမျှသူတို့နှစ်ယောက်ရဲ့လမ်းကြောင်းကပိုပြီးကွာခြားလာတယ်။တစ်ဖက်ကဝင်းပနေပေမဲ့မမြဲတဲ့ချမ်းသာမှုလောကနောက်တစ်ဖက်ကတော့ဆင်းရဲပေမဲ့အင်အားတွေတိတ်တဆိတ်စုဆောင်းနေတဲ့မိသားစုလေးအစပြိုးမှုအစ်စ်မှာရက်နေတဲ့အန်နာကတော့နောက်ကျောင်းကိုလှည့်မကြည့်တော့ပါဘူး။အိမ်မက်ဆိုတာတိုက်ဆိုင်မှုမဟုတ်ပဲတတိပေးချက်ဆိုတာကိုသူမသိလိုက်ပြီ။သူမဟာကံကြမ္မာကိုငြိမ်ခံနေတဲ့မိန်းကလေးမဟုတ်တော့ပဲကိုဘွားကိုကိုယ်တိုင်အစ်စ်ပြန်ရေးမဲ့သူဖြစ်လာပါပြီ။